တာယာဝတီမင်းခေါင်းလောင်းတာယာဝတီမင်းခေါင်းလောင်းဟာရွှေတုံစေရီတော်တနင်္ဂနွေအရက်မှာရှိပါတယ်တာယာဝတီမင်းဟာရွှေတုံစေရီတော်သို့1842ခုနှစ်အောက်တိုဘာလ3ရက်နေ့မှာတက်ရောက်ဖူးမြော်ပါတယ်ရန်ကုန်မှာစိုးစံရင်ခေါင်းလောင်းကြီးကိုတွန်းလောင်းစေပါတယ်1842ခုနှစ်ဇန်နဝါရီလ22ရက်နေ့မှာအမရပူရသို့ပြန်ကြွသွားပေမဲ့လည်းခေါင်းလောင်းကြီးကိုလူယုံများနဲ့ဆက်လက်တွန်းလောင်းစေပါတယ်1843ခုနှစ်ဖေဖော်ဝါရီလ19ရက်နေ့မှာတော့တာယာဝတီမင်းကိုစားအသေးဝန်မဟာစီသူနဲ့ပဒင်းဝင်တို့ကရွှေတကုံစေရီတော်ကိုကတ်လူခဲ့ကြတာဖြစ်ပါတယ်တာယာဝတီမင်းခေါင်းလောင်းကြီးဟာအလေးချိန်25,440 ပိဿာရှိပြီးတန်ချိန်အားဖြင့်42တန်ရှိပါတယ်အမြင့်8ပေ6လက်မနဲ့အကျယ်9ပေ8လက်မရှိပြီးခေါင်းလောင်းနိုင်ရှိပြင်စယူပအမြင့်ကတော့9ပေနဲ့တက်လက်မရှိပါ